အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ KFC မြန်မာကဘယ်လိုဂုဏ်ယူစရာကောင်းတဲ့ဆုတွေရထားလဲဆိုတာကို trophy တိုးလေးလုပ်ပြပေးပါမယ်ဒါလေးကတော့2023ခုနှစ်မှာ KFC မြန်မာကလူကြိုက်အများဆုံး promotion campaign ကိုဖန်တီးပေးနိုင်ခဲ့တဲ့အတွက် KFC Global ကပေးထားတဲ့ Capboons Award ပါဒီဆုလေးကတော့ KFC မြန်မာနိုင်ငံကိုစရောက်တော့ဆိုင်ခွဲတွေအားလုံးကို 100% Global Approval နဲ့အချိန်မီဖွင့်လှစ်ပေးနိုင်ခဲ့တဲ့အတွက် KFC Global ကပေးထားတဲ့ဆုလေးပါဒီနှစ်မှာဆိုလို့ရှိရင်လည်း KFC ပင်လုံ Haze ကအာရှမှာအကောင်းဆုံးဆိုင်ခွဲသစ်အဖြစ် Best Asia Opening Awards ကိုရရှိထားပါသေးတယ်နောက်ထပ် KFC မြန်မာက Food Panda Food Vertical မှာ order အများဆုံး customer rating နဲ့ operation performance အကောင်းဆုံးဖြစ်ခဲ့တဲ့အတွက်3နှစ်ဆက်တိုင် Best Performer Awards တွေလည်းရခဲ့ပါသေးတယ်ဒီနေရာလေးကတော့ KFC Global ကနေနှစ်စဉ်နှစ်တိုင်းကျင်းပတဲ့ Champs Challenge ပြိုင်ပွဲနဲ့ပတ်သက်ပြီးတော့ဂုဏ်ပြုထားတဲ့ World of Champs ပဲဖြစ်ပါတယ်2025ခုနှစ် Champs Challenge ကတော့ KFC မြန်မာအတွက်ဆုတွေအများဆုံးရရှိခဲ့တဲ့အထူးခြားဆုံးနှစ်ပါပဲဒီဆုလေးကတော့ customer order တွေကိုအမြန်ဆုံးနဲ့အမှန်ကန်ဆုံးဖြစ်အောင်ထုတ်ပိုးပေးနိုင်ခဲ့တဲ့အတွက်ရရှိထားတဲ့ Precise Burger Award လေးပဲဖြစ်ပါတယ်ဒါလေးဆိုလို့ရှိရင်လည်း KFC မြန်မာကပထမဦးဆုံးရရှိမှုတဲ့ award လေးဖြစ်ပြီးတော့သတ်မှတ်ထားတဲ့အချိန်အတွင်းမှာ KFC Quality Standard နဲ့အညီကြက်ကြော်ပေးနိုင်ခဲ့တဲ့အတွက်ရရှိထားတဲ့ Two Head Champion Award လေးပဲဖြစ်ပါတယ်ဒီဆုလေးကတော့ KFC မြန်မာအနေနဲ့ Champs Challenge ပြိုင်ပွဲတွေမှာ3ချိန်တိတိရရှိထားတဲ့ဆုလေးပဲဖြစ်ပါတယ်။တင်းမှန်မဝင်တွေအားလုံးကို mentally ရော physically ပါ fully support ပေးနိုင်ခဲ့တဲ့အပြင်အကောင်းဆုံးဦးဆောင်မှုတွေပေးနိုင်ခဲ့တာကြောင့်ရရှိထားတဲ့ Legendary Leader Award လေးပဲဖြစ်ပါတယ်။နောက်နှစ်တွေမှာလည်း KFC ကမြန်မာနိုင်ငံအတွက်အခုလိုမျိုးဂုဏ်ယူစရာကောင်းတဲ့ဆုတွေအများကြီးရရှိသွားအောင်လို့ဆက်လက်ကြိုးစားသွားပါဦးမယ်။